ကြောက်ဆန်းလေးနဲ့မိတ်ဆက်နော်ကြောက်ဆန်းလေးဆိုရင်ကျွန်တော်မိတ်ဆွေတွေကတီးပြီးသားနေမှာပါနော်ကဲပြမယ်ဗျာပြမယ်ဆိုတော့ကြောက်ကတော့ကျွန်တော်အမြင်ကတော့မော်စီစာကြောက်ပါနော်မော်စီစာအမိုက်ပုံကြောက်လေးဖြစ်နိုင်ပါတယ်နော်ဒီမှာကြည့်မယ်ဒီမှာကြောက်ရေရှိတယ်နာလင်မာနာလေးတစ်ချက်တော့ပါတယ်နော်နာလေးတစ်ချက်ပါတယ်ဒါကတော့ရှိုးပဲပါညီလေးချစ်ကိုကိုမန့်မင်္ဂလာပါဒါကတော့ရှိုးပဲပါဒီမှာဓမ္မထောက်တဲ့အနေထားမှာလည်းကြောင်မျိုးတော့ရှိရနော်ကဲဒီဘက်ဆက်ကြည့်မယ်ဗျာနော်ကြောက်ရတော့ဒီမှာလန်ထွက်နေရပဲနော်ကြောက်ရတော့ဒီမှာလန်ထွက်နေရပဲကြောက်အရှိလန်ထွက်နေပဲနော်မိုက်တယ်မိုက်တယ်ဆိုတာမဲတာကိုပြောတာနော်ညီလေးတထွန်းမင်္ဂလာပါညီလေးခွန်ဖြုတ်ညီလေးမြင်သိမ့်မင်္ဂလာပါညီလေးကျော်မင်းညီလေးထမျိုးညီလေးချစ်ကိုကိုညီလေးဝေလူနော်โอเคကဲကျွန်တော်မိတ်ဆွေများညီလေးနေမင်းမင်္ဂလာပါညီမငိမ့်ညီလေးကျော်မိုးညီလေးကျော်သိန်းကဲကြောက်လေးတော့ကြည့်လိုက်ရအောင်ရမ်းလာနေတယ်နော်ကြည့်မယ်နော်ဒီမှာနော်ဒီမှာဓာမီနဲ့ကတ်ကြည့်လိုက်တော့မိုက်တယ်ဆိုတာမဲတာကိုပြောတာဒီမှာမဲနေတာနော်ကျိုးကတော့အောက်ကိုပတ်နေတာဗောနော်သူကဓာမိုးပတ်တယ်ပြီးတော့ဒီမှာကျွန်တော်မိတ်ဆွေဒီမှာကြည့်အောင်နော်ဒီမှာလည်းတွေ့နေတယ်ဒီမှာတွေ့လားဒီမှာအရာလေးတွေ့လားဒီကောင်မန်းဖြစ်ဖို့များတယ်နော်မန်းဖြစ်ဖို့များတယ်โอเคအဲ့ဒါမရှိရင်ဒါလေးတစ်ချက်ရှိုးလိုက်ရအောင်ဒီမှာဒါဖြတ်သားနော်အဲ့တော့ကြောက်လေးကရမ်းလာတာကြောက်ရည်ကနော်ကြောက်ရည်လာတယ်တောက်တယ်ပြောရရင်တော့ဗျာဇိမ်းအရွှင်ပေါ့နော်ဇိမ်းအရွှင်ကိုမှဒီမှာကျွန်တော်မျိုးကြည့်လိုက်တယ်မှာကြောက်အစီကိုပြည့်ပြီးတော့နော်ကြောက်အစီကြောက်ပေါက်ကိုပြည့်ပြီးတော့နော်လှတယ်ကဲအဲ့မန်းကဘဲပတ်သွားကြည့်အောင်နော်ရေထဲစွတ်ကြည့်လိုက်ရေစွတ်ကြည့်လိုက်နော်မန်းပတ်သွားတာနော်ညီလေးနေမျိုးခုမှမရဟုတ်လားကဲကြည့်အောင်မြန်မန်းပတ်သွားကြည့်အောင်နော်ကျွန်တော်မှန်ဘူးနဲ့တစ်ချက်ဆိုးလိုက်ဒီမှာလို့ကျွန်တော်မြင်နေတာဒီမှာမန်းဗျာဒီမှာတွေ့လားဒီမှာဒါမန်းဗျာနော်ဒါမန်းပဲအဲ့တော့ဒီမန်းနေဒါမျိုးသွားတဲ့သဘောပေါ့နော်ဒီမှာပေါ့နော်ဒီမန်းကဒီမှာတော့တီးတော့မဖောက်ဘူးဗျာဒီမှာကြည့်အောင်ဒီမှာတော့ဓာမီနဲ့ထောက်ကြည့်အောင်ဒီမှာလည်းမပေါက်ဘူးနော်မပေါက်ဘူးဒါပေမဲ့ကျွန်တော်မိတ်ဆွေများဒီမှာဒါမန်းသေးကြတယ်ဒီမှာတွေ့မယ်နော်ဒီမှာကြည့်မယ်နော်ဒါမန်းသေးကြတယ်ဒီမှာသွားနေတာဒီကဒါမျိုးပတ်ပြီးဒါမျိုးသွားတယ်ဒီမှာလည်းတွေ့ရတယ်ဒီမှာနော်ဒီမှာဒါမျိုးသွားတယ်ဆိုတော့ပြောရင်ဒါရှန်ကျိုးဒါကကျွန်တော်တို့အပေါ်မှာဖြတ်လိုက်တော့အပေါ်ကိုလာပြီးတော့ကန်တာပေါ့ဗျာကန်နေတဲ့ရှန်ကျိုးပေါ့ကန်နေတဲ့ကျိုးနော်အဲ့တော့အောက်မှာရှိတာကအရေးတကယ်ဒီမှာဒီမှာအစီးပေါ့နော်ရက်ဆက်ပြီးကြောက်ကတော့နော်ကဲမော်စီစာတော်ပြီဗျာလို့ဘယ်သူကပြောရတော့နော်အဲ့တော့ဒီအနေထားတိုင်းကြောင်ဝိုင်းနဲ့တိုက်မယ်ဆိုရင်ဘယ်လောက်ရမလဲလို့ကျွန်တော်တွက်ကြည့်တော့တိန်40တိန်35 40လွယ်တန်းနေတာနော်ကျွန်တော်ကြောက်သူမရောင်းမှု35 40မရောင်းနိုင်ဘူးဒါပေမဲ့ဖြတ်ရင်ဘယ်လိုဖြစ်မလဲဆိုတာကျွန်တော်ဆက်ကြည့်မယ်လေနော်ကျွန်တော်ကြောက်သူနဲ့35 40မရောင်းနိုင်ပါဘူးနော်ဒါဘယ်ရောင်းမလဲပေါ့နော်ကဲအဲ့တော့ဒီဘက်ကိုဓာမူကြီးခွေသွားလိုက်ရင်ဟာကြောက်ကအများကြီးတန်သွားနိုင်တယ်လေဒီမှာလေးမန်းလေဟုတ်တယ်မလားမကျေနပ်ဘူးဆိုရင်ရေးစွတ်ကြည့်မယ်ဗျာနော်ကဲရေးထဲစွတ်ကြည့်မယ်နော်မကျေနပ်ဘူးဆိုရေးစွတ်ကြည့်မယ်နော်အဲ့တော့ရေးထဲမှာကြည့်အောင်ကျွန်တော်နည်းနည်းလေးဇူးဆွဲပြကျွန်တော်ရေးထဲမှာစွတ်ပြီးတဲ့အခါဘယ်လိုရှိတော့ကြည့်အောင်ဇူးလေးနည်းနည်းဆွဲပြပေးမယ်နော်ဒီတိုင်းတော့ဖြစ်နေလားကဲကြည့်မယ်ဒီမှာကြည့်မယ်နော်ဒီမှာနော်ဒီမှာမန်းသေးကြတယ်ဒီမှာသွားနေတာနော်မန်းသေးကြတယ်ဒီမှာကျွန်တော်ပြောစီမှာဒီမှာရေးထဲစွတ်ကြည့်ပြီးတော့ထက်ပြီးတော့ကြည့်ရင်ဒီမှာသူ့ရဲ့သွားတဲ့အရာကိုမြင်ရတယ်ဒီမှာနော်တေချာတော့ဒီမှာမန်းသွားနေတာတော့တေချာနေအဲ့တော့ပတ်တယ်အဲ့တော့လိန်နေပတ်တယ်ဟောခောက်တယ်ဗောနော်အဲ့တော့ကျိုးပတ်နေပြီဒီမှာနော်ဘလောက်နဲ့ရတယ်ထင်လို့နော်ဘလောက်နဲ့ရတယ်ထင်လို့တင်နန်းသားရတော့သိမှာနော်အပြင်ကလူကတော့သိမှာမဟုတ်ဘူးဘလောက်နဲ့ရတယ်ထင်လို့ဒီလိုကြောင်မျိုးကိုဒီလိုရအောင်ဝယ်တဲ့ဇာနဲဦးဗျာနော်ဘလောက်နဲ့ရတယ်ထင်တော့3000နဲ့ဒီလိုကြောက်ကို3000နဲ့ရအောင်ဝယ်တာ3000နဲ့ရအောင်ဝယ်တာနော်3000နဲ့ဝယ်တာတဲ့နော်ညီလေးနိုင်နုကြောက်ကဘယ်သူကြောက်မှတ်လို့3000နော်ကဲညီလေးနိုင်နုတို့ကတော့ဗျာဒါမျိုးကြောက်ကို3000နဲ့ရအောင်ဝယ်တာတဲ့နော်ကြည့်ကဲရောင်းတဲ့လူကတော့ဗျာ Don't even have to be any of them. Not a tap on the on.
ဒီတစ်ခါဂျွန်းဆက်ကပြည့်နောက်တစ်ခါဂျွန်းအခါတရသာပြည့်လိုက်တော့အောင်လို့ကတော့နောက်ဂျွန်းပြည့်ရမှာတော့ရှစ်ဂျွန်းပြည့်လို့မရဘူးနော်မောင်နိုင်တို့ကတော့ရှစ်ဂျွန်းပြည့်မှာပေါ့ဗျာရောင်းပေးလိုက်တဲ့ line ပေါ်ကလူကတော့နောက်ဂျွန်းပြည့်ပြီးတော့ပဲနော်နောက်ဂျွန်းအခါတရပြည့်ပြီးတော့ပဲအခုကို3000နဲ့က40လောက်တန်းနေတာဆိုတော့ဖြတ်လိုက်လို့များယာတွေများထပ်ကုန်ရင်တော့နောက်ကို10ပြန်သာနော်အခါတရဂျွန်းပြန်ထိုးရတော့မှာနော်ကိုတတ်မသိရင်ကကောင်းပါနော်ကဲကျွန်တော်မရှိအဲ့တော့ကြောက်ရည်နဲ့ကဲဒီလိုတောင်မျိုးကိုဒီလို3000နဲ့ရအောင်ဒါမျိုးဝယ်ရမှာနော်ကဲအဲ့တော့ तू ကတော့ကျွန်တော်တို့တင်တန်းဖွင့်ခိုင်းထားတာပဲ line ပေါ်ကနေကြောက်ဝယ်နေဆိုပြီးတော့နော်အဲ့တော့မောင်နိုင်တို့ကိုကျွန်တော်တင်တန်းဖွင့်ခိုင်းထားတယ်ကဲဖြတ်လို့မှထပ်အောင်ရင်တော့မောင်နိုင်တို့ကချက်ချင်းဖွင့်ခိုင်းလိုက်တော့မယ်နော်ကဲကျွန်တော်တို့ဘယ်နာနေဖြတ်ရင်ကောင်းမလဲလို့ကျွန်တော်စဉ်းစားနေတာအဲ့ဖြတ်ကွက်ရှားနေတာကျွန်တော်ဒီကြောက်ကိုဖြတ်ကွက်ကဘယ်ဖြတ်ကြမှမသိနော်ဖြတ်မှာဘယ်ဖြတ်မှမသိတော့အဲ့တော့ဘာမှစဉ်းစားမနေဘူးနော်စဉ်းစားရင်ချင်းများနေလိမ့်မယ်ကျွန်တော်ဒီဟာကြီးပုတ်ကြည့်ဒါကြီးပုတ်ကြည့်အောင်နော်ဒါကြီးရွှီဆိုပုတ်ချက်လိုက်မှာနော်အဲ့လိုပုတ်ရင်ကောင်းမလားဒါမှမဟုတ်ရင်ဒီဘက်ချမ်းနော်ဒီဘက်ချမ်းနဲ့ကျွန်တော်တို့လွတ်နိုင်တယ်နော်ကဲဒီဘက်ချမ်းနဲ့ဒီဟာနဲ့အကျိုးထောက်ပို့သိအောင်နော်ကဲဒီဘက်ချမ်းရင်နင်းကြည့်မယ်ဗျာကဲနော်ဟုတ်လေဒီမှာ3000ဗျာဘယ်သူတမဲ့ဖြစ်ဖြစ်နော်3000လောက်ကတော့ဖြတ်ပြတာပေါ့ပြည့်ဟုတ်တယ်မလားနော်3000ကတော့ဘယ်သူတမဲ့ဖြစ်ဖြစ်ဖြတ်လိုက်တာပေါ့နော်ကဲကျွန်တော်မိတ်ဆွေလူကြောင်မျိုးရအောင်ဝယ်နိုင်တဲ့ပညာနဲတဲ့ပညာမှန်နေနော်ကဲပူလေးတော့နည်းနည်းတော့ပါမှာပေါ့ဗျာနော်နည်းနည်းလေးပါနော်နေမဲ့ကဲဒီမှာဗျာနော်နည်းနည်းလေးတော့ပါမယ်ဆိုတော့နှစ်မျိုးတာကျွန်တော်နှစ်မျိုးနေတယ်ဒီရေသားတအားမြင်လို့လေနည်းနည်းလေးပါမအောင်နှစ်မျိုးနေတော့အဲ့တော့ကျွန်တော်ဒီဘက်ဆက်ဖြတ်ထားနော်မဟုတ်လေ तू ကအောက်ထီမလိုပါဘူးနော်ဒီဘက်အဖျားလေးပေါ့ဗျာအဖျားလေးပုတ်လိုက်နော်ဒီမှာအဲ့ဒါဆိုရင်ဒါလေးနည်းနည်းတက်တာမှာနော်ပါလေးထွက်သွားတာပါနော်ဒီဘက်ရောပါလေးထွက်သွားတာပါနော်အဲ့ဆိုရင်ဟုတ်တယ်ပါလေးထွက်သွားမှာနော်အဲ့ဘောင်းဆိုတအားများသွားမှာဆိုတော့လောက်ပေါ့နော်ဆက်ပြီးတော့ပါလိုက်အောင်လောက်ပေါ့လောက်လေးဒါဆိုရင်တော့ပေါ်ပြီလေကျွန်တော်တို့ကနော်လောက်ဆိုပေါ်ပြီလေနော်ကဲဒီကြောင်မျိုးကနော်ဒီကြောင်မျိုးကိုတော့ဒီမှာတော့နည်းနည်းလေးဒီမှာမန်းနော်ဒီမှာပြောရရင်မော်စီစာမန်းမဲပုံစံမျိုးဖြစ်နေဒီနားလေးကဒီမှာတွေ့လားမော်စီစာမန်းမဲပုံစံမျိုးဖြစ်နေတယ်အဲ့တော့ဒီမှာဒီနားလေးကဖြတ်စီမယ်ဗျာနော်ကဲဒါမျိုးစိုးပေါက်တာနဲ့10ကြီးอ่ะနောက်တဲ့ဆက်နေလို့ပြန်အောင်ရင်တော့ရေသားကကျွန်တော်တို့ကဒီရေသားကကျွန်တော်တို့ကဆက်ဟိုပါပေါ့9ကလက်လောက်ထွက်ရင်တော့မှအဲ့အပွင့်တဝင်းရတန်ကြီးက9ကလက်လောက်စင်တန်းထွက်ရင်တော့မှ450ပြည့်မလို့တာမို့လို့အဲဒါကြောင့်အများကြီးထွက်သွားရင်ဈေးခုန်နိုင်လို့မို့လို့နော်ကဲဖြတ်မယ်ဗျာပြောနေတာကြားတယ်နော်ကဲငါးရင်လေးနိုင်လို့တော့ကဲကြည့်မယ်ကွာဒီလေးအောင်နိုင်ထွန်းကဲငါးရင်လေးအောင်နိုင်ထွန်းရေကဲအဲ့ပါနဲ့တောင်းလိုက်ကြီးဝင်လိုက်လို့တော့နော်တောင်းလိုက်ကြီးဝင်လိုက်လို့တော့တော့ဆင်းမယ်နော်တကယ်မရှိတော့ဘူးမောင်နိုင်လူတောက်ဖြတ်တာအာရုံရနေတော့မရှိတော့ဘူးဆက်ကတောင်းအောင်မဲ့သဘောရှိတယ်ဒီကောင်နေသလားဒီကောင်နေကြောက်တယ်အောင်ပြီးတော့ထွက်ပြေးနေတာကြောက်တယ်အောင်ပြီးဆိုသတိမရအောင်လားကဲကြည့်မယ်ဗျာရေစွတ်လာအောင်နော်ကဲဒီဘက်ကအတောင်းလိုက်ကြီးများဝင်လာမလားအချောင်းလိုက်ကြီးများဝင်လာမလားကြည့်မယ်ဗျာဒီမှာတော့ဝင်ပြီးသားပဲလေနော်ကဲတော့ဆက်တယ်တော့ကျွန်တော်မိတ်ဆွေများဒီဘက်မလာသေးဘူးနော်ဒါပေမဲ့ဒီမှာတော့တုတ်သွားရင်နော်ဒီဘက်ကမလာသေးဘူးအဖျားမိနေရလားမသိဒီမှာကြောက်ကြည့်တော့မဒီမှာဖန်မှာပဲနဲ့ကဲဒီနော်ကျွန်တော်ပြောတာလွန်လားဒီမှာကျွန်တော်ပြောတာလွန်လားနော်ဒီမှာဒီမှာကြည့်အောင်အောက်ကလက်ကိုကြည့်အောင်လွန်လိုက်လားကြောက်သားလမ်းထွက်နေရပဲနော်ဟိုဘက်ထွက်လိုက်တဲ့ပွဲသိမ်းမှာပွဲကသိမ်းတော့မှမလို့ကျွန်တော်ပြောနေတာဒီမှာကြည့်အောင်တကယ်ဖန်ပါပဲ
နော်ကြည့်ကြအောင်တကယ်ဖန်ပါပဲနော်ကဲဒီဘက်ကိုကြည့်မယ်ဒီမှာနက်ဘောက်ကကျဲသွားပြီနက်ဘောက်ကတော့ကျဲသွားပြီဒီဘက်ကတော့လောလောဆယ်အပြမလာသေးဘူးနော်ဒီဘက်ကအပြမလာသေးဘူးဒီမှာနည်းနည်းလေးသက်လားဒီနားလေးမှာပြက်ချင်နေလို့လားမသိနော်ဘယ်ရမလဲနော်ဘယ်ရမလဲကျွန်တော်အဲ့ဒါဘယ်ခံမလဲနော်အဲ့တော့ဒါပုတ်မယ်ဗျာနော်ဘာနဲ့ပုတ်ရင်ကောင်းနည်းနည်းလေးခွန်းထူတယ်ဗျထူတော့ဖြတ်ချပြင်မယ်ဗျာကျွန်တော်နော်ဖြတ်ချပြလိုက်နော်ဒီဘက်စင်လို့ကတော့ပွဲသိမ့်မိလာမယ်တော့တကယ်ပြောတာကျွန်တော်ဒီမှာမန်ကဒီနားလေးကတော့သေးကြတယ်ဒီဘက်ကတီဖောက်တာမတွေ့ရအောင်ဒီနားကတော့သေးကြတယ်နော်အဲ့တော့ဂျောင်းနေမယ်ဗျာရွှေ့ကနေဖြတ်ပလိုက်နော်အဲ့ဒါဆိုရင်နည်းနည်းလေးဒီမှာတော့အကုန်မြင်ရပြီနော်အဲ့ဒါတေချာသွားပြီဆိုမှကျွန်တော်ကဒါအောက်ကနေသွားမှာဒီအောက်ကနေဒါမိုးနေမှာပြီးမှဒါမျိုးနေမှာမို့လို့ဒါလေးကိုဖော်ချင်သေးတာဟာဟင်ဖြစ်ချင်သေးတာနော်ကဲဒီလေး online ထုံးမင်းနိုင်လူစီကသွားပြီးတော့ online သင်တန်းတက်တော့ကွာကဲအဲ့ပဲနင်းပြီဗျာနော်ဒါဒီကြောက်ကျွန်တော်တောက်ဆင်းမှာကဲအဲ့ဒါရေထိတဲ့နေရာပဲထိနေပြီထင်တယ်ကြားတယ်နော်ကြားတယ်နော်ကြားနေတယ်နော်ကြောက်သားရက်ဆက်တယ်ကြောက်ကရှားပါကြောက်လေးတွေရှားပါကြောက်ရည်လေးတွေတော်ထည့်ရတယ်နော်ကဲကွာအဲ့မန်ဝင်စမ်းပါကွာနော်အဲ့မန်ကျွန်တော်မန်မဲထင်နေတာအဲ့ကြောင့်မန်မဲထင်နေတာကဲဒီကတော့ဝင်တော့အမြတ်ပဲဝင်တော့အမြတ်ပဲနော်မှုန်ကြိတ်မယ်တောက်ဆင်းမယ်တကယ်ဆင်းမှာတကယ်ကိုဆင်းမှာဒီမှာကဲဒီဘက်ကောကြည့်မယ်မကျေနပ်လို့ကွာကဲတွေ့ရနော်ဘယ်မှဘယ်ထွက်ပြေးမှာဟုတ်တယ်မလားမမ်းမဲပါဒီမှာတိတ်တိတ်မဖောက်လို့ကျွန်တော်ဒီနားသေးကြတယ်ဆိုတော့ဒီမှာဘယ်ပြေးမလဲမောင်နိုင်နုဘယ်ပြေးမလဲဒီမှာကျွန်တော်မျက်စိမှာတွေ့လားနော်မမ်းကဘယ်ထွက်ပြေးမှာတော့ဒီကောင်ကဒီကဒီဘက်ကနေရှိုးသွားမှာလားမသိတော့ပါဘူးနော်တကယ်တော့ကျွန်တော်ဒီမှာလာချောင်းနေတာအဲ့ဘက်ကိုပြောရရင်တော့ဗျာကြွက်တွေလိုက်တယ်လို့ပဲဂဲပေါက်ရှာတာဒီဘက်ကိုဂဲပေါက်လိုက်တာကျွန်တော်ဟာလာကြီးအားတော်ဖြစ်သွားလိမ့်ပြီကဲမောင်နိုင်နုရေမောင်နိုင်နုကမင်းငါဝယ်လိုက်မယ်ကွာဟာမောင်နိုင်နုမင်း80ရောင်းမလားမောင်နိုင်နု80ရောင်းမလားမောင်နိုင်နုပြေးတာအဲ့ကောင်ဈေးပြင်တအားပြေးတာမောင်နိုင်နု80ရောင်းမလားပြောစမ်းသိ80ရောင်းမလားဖုံးဆက်လိုက်ကွာကဲရောင်းမယ်ဆိုရင်ဒီမှာနော်လိုက်မှာတခါတည်းအတီယူပြစ်မှာလိုက်မှာအတီယူပြစ်မှာနိုင်နု80ရောင်းမလား3000နဲ့ရတယ်ကြောက်သိ80ပေးနေတယ်ဒီကောင်မလှုပ်ဘူးဖုံးလည်းမလာဘူးဒီမှာတခွခွရင်ရေးနေမှာဒီကောင်မိမတိုင်ရင်တိုင်မင်းနေမှာဒီကောင်ကြည့်အောင်ဗျာဒီမှာကျိုးပတ်နေပြီလေငါလူတွေဒီကျိုးကလက်မင်းပတ်မဲ့ကျိုးမဟုတ်ဘူးလက်မင်းကိုဘာပတ်မှောင်သေးတာရွှေဆွဲကျိုးကြီးအကုန်းလိုက်ပတ်မှာဒီမှာလေအောက်မှာတွေ့လားအရှိတွေ့လားဒီမှာအရေးကြီးတွေ့လားဒီမှာရွှေဆွဲကျိုးကြီးအတောင့်လိုက်ပတ်မှာဒီလက်မင်းပတ်မဲ့ဟာနော်တခြားကျိုးမဟုတ်ဘူးရွှေဆွဲကျိုးအဲ့ကောင်အပတ်ခံမှာရွှေဆွဲကျိုးဆိုရင်နော်ရက်ဆက်တယ်ဒီမှာကျန်ဟာလို့ကြမလဲကျွန်တော်မရှိသေးဟမ်တော်မြောင်းတဲ့လုံးမှာဟုတ်လားဟုတ်လို့တယ်မောင်နိုင်လေးကတော့မောင်နိုင်လေးမိမကတော့တော်မြောင်းတဲ့လုံးပါညီလို့ဘာအောင်ချက်စစ်ရှာဟလူကြောက်တယ်ညီလေးဘာအောင်ချက်စစ်ကွာမင်းပြောရတာမှာဟွာဖြစ်သွားပြီငါညီဘာအောင်ချက်စစ်မင်းရှာရတာမျိုးကြောက်တယ်ကိုရက်ဆက်ပါတယ်မှာနော်အဲ့တော့မန်းမဲဖြစ်နေတာနော်မော်စီစာမန်းမဲဝင်လာများပါတယ်အဲ့တော့ဒီနာကတော့တေချာပေါက်မို့လို့နော်ကဲဒီမှာပွဲကိုတိတ်သွားနော်ဖြန်နဲ့ကြည့်လိုက်အောင်ဖြန်နဲ့ကြည့်လိုက်အောင်ကွက်တီကိုဓာတ်ထီပဲနော်ဒီမှာလည်းကြည်အောင်လေဒီကြောက်သားကြီးကိုလမ်းပြန်ထွက်နေတဲ့ကြောက်သားကြည်အောင်အောက်ကစားတော့ဖတ်ရခြင်းတယ်နော်ကျွန်တော်မသိရင်မောင်နိုင်နုစဉ်းစားပြီလား80မြ80ကွာကဲကြားတယ်လို့ရှုပ်တယ်နော်ကဲမောင်နိုင်နု380ဒီကောင်မလို့ဘူးဖုံးလည်းမလာဘူးမောင်နိုင်နုစက်ဖွင့်ထားရမယ့်သဘောရှိနေတယ်ဒီကောင်တက်လားဖုံးမလာဘူးဖြစ်နေတယ်ကျွန်တော်မိတ်ဆွေတွေဖုံးမလာဘူးဖြစ်နေတယ်ဒီမှာကျွန်တော်ဖုံးကိုဒီမှာဘေးမှာချထားတာဘေးမှာဖုံးချထားတယ်
ဖုံးဆက်ရင်သိအောင်လို့လေးဒီမှာဘေးမှာဖုံးချထားတယ်နော်ကဲအချီကျိုးနဲ့လည်းဆင်ဖမ်းပြီးသွားပြီဗျာတကယ်ကိုဗျာကြောက်ရမ်းကောင်းတယ်ရမ်းကောင်းတယ်နော်ကဲအဲ့ဒါဆိုရင်ကျွန်တော်မိတ်ဆွေဘယ်လိုဆက်လို့ကြကျွန်တော်ဒီကောင်နဲ့ရှယ်ယာထားမှဖြစ်တော့မှာနော်ကျွန်တော်ဆက်ဖြတ်ရမှာဆိုတော့ဒီကောင်ကျွန်တော်ဘလို့ခွင့်ရေးတွေပေးမလို့ဆိုတာကျွန်တော်ဒီကောင်ကျွန်တော်ဖြတ်မှအဲ့လိုပြောမှကြတာမှာသလားဟောကျိုးချီမှရတော့မှာဟိုနေ့ကတော့ပြန်ကန်ကြီးကြော့သွားတယ်သလားဒီမှာနက်ပေါကကြည့်လာဒီမှာကျွန်တော်တွေ့လာဒီမှာအောက်မှာသူအောက်ကလာတွေ့လာဒီမှာဒီကလာမှာဒီမှာဒီမန်းနေတာမျိုးလာမှာနော်ဒီမှာကျွန်တော်မသိဘူးဒီမှာတွေ့လာဒီမှာဒီမှာနက်ပေါဒီမှာတစ်ချက်သူဒီကနေဒီဘက်ကျတော့ဒါမျိုးဆင်းတဲ့သဘောရှိတယ်ဒီမှာပွေပြီးတော့တွေ့လာကြီးပဲနော်အကြီးပဲသူကလည်းကျွန်တော်ပြောတဲ့အာယုံတွေကိုရောင်းမှာမဟုတ်ဘူးပြစ်မှာကောင်မုန်းနေအောင်နော်ဒီပေါ်မှာရှိတယ်နိုင်နုရှိတယ်ကြည့်နေဟာဖုန်းနေဆက်ကုန်ပြီပဲဖုန်းနေဆက်တယ်လည်းမသိနိုင်နုတော့မဟုတ်ဘူးရော့ခိုင်းလိုက်အောင်နော်ငါညီနိုင်နုပြောက်သွားပြီဘာလုပ်တာတော့ဟာပြောသမ်းမအောင်လုပ်ပါဦး80ပါဆို380 380ရောက်ပါလားပြော380စက်တိလောက်တော့ထည့်ပေးဦးဟာဟုတ်လားစနေတာဟုတ်ကြီးဟာပြောကွာဟဲ့ကောင်အေးပါလကားစားတာပါငါညီမယူဒီမှာနိုင်နုကတော့မင်းနဲ့နော်ကျွန်တော်မယူပါဘူးလကားစားတာငါညီနော်โอเคဆက်ပြီးဆက်ပြီးတော့နော်နော်โอเคပါโอเคကြည့်လာအောင်နော်နောက်ထပ်အောက်ကနေတန်းဆက်နေပေးလိုက်မယ်နော်โอเคကဲနိုင်နုကတော့ကျွန်တော်တဝက်တိတ်ပေးနေပြီနော်လကားစားတာပါကျွန်တော်သူ့စနေမယူအောင်နော်ကဲကျွန်တော်တင်တန်းသားတွေချမ်းသာသွားရင်မကောင်းဘူးလားနော်မမြင်ရလေကောင်းလေပဲနော်ကဲကျွန်တော်ဆက်ပြီးတော့ဖြတ်ပေးမှာပါနော်အဲ့တော့ဒီမှာအနာရှိတယ်ဒီနာဘယ်ဟိုသွားတာလဲဆိုတော့ဒီမှာနာတစ်ချက်ရှိတွေ့လာကျွန်တော်မရှိပါနော်ဒီမှာနော်ဒီနာဘယ်သွားလဲဆိုတော့ဒီရှိကိုထွက်သွားတာနော်ဒီထိတ်ထွက်သွားနော်ကဲအဲ့နာတစ်ချက်တော့ကျွန်တော်နင်းပေးမယ်ဗျာနော်အဲ့နာနင်းဆက်နင်းလို့မှဆက်လန်းရင်တော့ကျွန်တော်ပွဲတော်တော်ကြည့်ကောင်းသွားပြီနော်ကဲဒီမှာအနာတော့တွေ့လာနော်ကျွန်တော်မရှိပါဒီမှာနော်ကဲကျွန်တော်ညီနိုင်နေကတော့ဆရာတဝက်တော်ယူလိုက်တယ်ဗျာနော်ရှော့တော့မတွက်နဲ့နော်ရှော့တော့မတွက်နဲ့နော်ကဲငါညီနိုင်နေကဲရွှေတိုးကြီးဒီချိန်မှာမရှိဘူးနဲ့တူတယ်ရွှေတိုးကြီးဝင်လာရင်တော့ရွှေတိုးကြီးလာရင်တော့ပွဲကြည့်ကောင်းပြီရွှေတိုးဒါမှမဟုတ်ကြောက်တယ်မတွေ့လိုက်ဘူးနဲ့တူတယ်ငါညီရွှေတိုးကဲနိုင်နေရေငါညီရေဒီမှာဆက်စော်လိုက်မယ်နော်မျိုးကြီးတစ်ချင်းလို့ဆက်စော်လိုက်မယ်နော်ကဲဘာဆက်ဖြစ်မလဲဟာဟင်းနဲ့သိန်း200လားသိန်း300ဖြစ်သွားမှာလားသိန်း900ဖြစ်သွားမှာလားကဲကျွန်တော်ရဲ့ချက်စွာသောပြည်သက်တွေစောင့်ကြည့်လိုက်အောင်ကဲဖြတ်မယ်ဗျာကဲဖြတ်ပြီဗျာဟုတ်လားဟုတ်နေမှာကဲဒီနေ့နေပြီဗျာအဲ့မှာရေထိတဲ့အချိန်ရောက်နေပြီနော်ရေထိနေပြီနော်ဒီလေးအောင်လင်းတရားပေးမယ်ညောင်းတော့သူကနိုင်မော်လူအားတက်နေဟုတ်လားအားတက်နေမောင်နိုင်လူစီမှာ online မော်ကြောက်ဝင်နေတင်တန်းသွားတက်တော့ကွာဒီမှာလေးပါအိုးလေးမင်္ဂလာပါအဲ့ဒီမှာဒါအစီပေါက်တွေပိတ်အစီပေါက်တွေပြည့်ပြီးတော့နော်ပြည့်ပြီးတော့အတောင့်လိုက်ကြည့်ဝင်တော့ဗျာဒီကြောင်မျိုးကတော့ဟင်းနေပါနော်ဘာပြောမလဲဆိုတာလူဖြစ်သွားမှာဗျာနော်ကဲကျွန်တော်မိတ်ဆွေတွေကျွန်တော်ညီလေးထပ်ပြီးတော့အောင်တဲ့နန်းလေးတွေကျွန်တော်ကြည့်လိုက်ရအောင်ဗျာနော်အဲ့တော့ဒီမှာနက်ပေါက်အနာဒီမှာနက်ပေါက်နော်အဲ့တော့ဒီနက်ပေါက်နဲ့ဟိုဘက်ဒီပဲကျွန်တော်ဒါမင်းနဲ့တော့ထိုးမကြရသေးနက်ပေါက်ကုလာမသိဘူးနော်တစ်ချက်ထိုးကြည့်အောင်ဒီမှာထိုးကြည့်မပေါက်သလားလို့ကြည့်ပေါက်တယ်နည်းနည်းပေါက်တယ်လို့ပါလို့ဗျာနော်ကြောက်ရတအားကောင်းလာကျွန်တော်မသိဘူးနော်ဒီမှာဒီထိတ်ကတော့မထိကျင်ဘူး
ဒီမှာတော့ထိတယ်โอเคကဲငါညီလေးနိုင်တို့တန်မိုးလေးသာရွတ်ထားတော့ရွတ်စရာမလိုအောင်နော်ကဲအောင်မဲကြောက်ကအောင်ပြီးသားပဲအောင်မဲကြောက်ကအောင်ပြီးသားပဲကဲကဲကဲမဲနေပြီနော်ဟာငါညီလေးစိတ်ဝင်စားတော့ကောင်းနေဟာဒီမဲကတခြားမဲတော့မဟုတ်နှစ်ထပ်ခံနေမဲမဲတွေကနှစ်ထပ်ခံနေမဲအဲ့တော့အဲ့ဘက်ကနှစ်ထပ်ခံတော့မကြည့်တော့ဘူးဗျာနော်ဒီဘက်ပြန်ပြောင်းမယ်ဗျာနော်ကဲရော့နေရနော်ဒီဘက်ကတော့ဟာအရှိရတော့လာတယ်ဆက်ဆွဲမယ်ဗျာဆက်ဆွဲပြီဗျာအော်နှစ်ထပ်ခံသွားတာကြောက်ကကြည့်မကောင်းဘူးဒီမှာနော်ဒီမှာနှစ်ထပ်ခံသွားတာဒီဘက်ကမလာဘူးတွေ့လားနှစ်ထပ်ခံသွားတာမလာဘူးဟာအဲ့ဒါဆိုရင်တော့ကျွန်တော်လာတော့ကဲမစမ်းနဲ့နော်ကဲမစမ်းနဲ့ပွဲကြသွားမယ်ကဲမစမ်းနဲ့ပွဲကြသွားမယ်ကဲဒီမှာဟိုကနမ်းမနေသေးဘူးကျွန်တော်ဒါပြီးအောင်စောမှာဒီမှာဒီမှာနော်အဲ့ချင်းတော်လေးဆွဲထုတ်မယ်ဗျာနော်ချင်းတော်လေးရင်ဆွဲထုတ်ပြမယ်ဗျာဘလူးလှအောင်ဆိုကြည့်အောင်အေးဆေးပါကျွန်တော်ကြောက်ကစဉ်းစားကြမလို့ဖုန်းကလာနေပါပြီကဲအဲ့ချင်းတော်လေးဆွဲထုတ်မယ်ရောကြောက်ကနော်တနန်းပြီးနည်းနည်းပြောင်းနေပြီနော်ဒီနန်းကတော့စိတ်ဝင်စားစရာမကောင်းသေးဘူးတွေ့လားအဲ့ဒါကိုစိတ်ဝင်စားစရာပြန်ဖန်တီးမယ်ဗျာနော်ဒီမှာအနာသွားတွေ့လားကျွန်တော်မသိဘူးဒီမှာသွားတယ်ကျွန်တော်ဒီထက်မှအနာမတွေ့ဘူးဖြစ်နေတာဒီရေထဲမှာအနာမတွေ့ဘူးဖြစ်နေတာတွေ့လားနော်ကျွန်တော်ဒီထက်မှအနာမတွေ့ဘူးဖြစ်နေတာဒီမှာလည်းမတွေ့ဘူးဖြစ်နော်ကျွန်တော်ဒီနာဖြတ်မှာနည်းနည်းစဉ်းစားနေတာဒီမှာတွေ့လားဒီနာလေးဒီမှာလည်းအနာတစ်ချက်သူကနှစ်ချက်ဖြစ်နေတာဟုတ်အဲ့တော့ကျွန်တော်တို့တေးကြအောင်ဘာလို့ရင်ကောင်းမလဲဆိုတာဒီကမပေါ်တက်သွားနော်နည်းနည်းအံ့ဩစရာကောင်းတယ်နော်ဒီကြောက်ကစိတ်ဝင်စားစရာတွေအံ့ဩစရာတွေဖြစ်တယ်နော်ဒီမှာလာပြီးတော့ဆောက်ပတ်နေတာကြီးကိုကဲအောက်သားနှုတ်မယ်နော်အောက်သားနှုတ်မယ်ဗျာကျွန်တော်ကဲအောက်သားရင်နှုတ်ခိုင်းလိုက်မယ်နော်ဟိုဟာလေးတော့ကျွန်တော်ဆက်ကြည့်ကြတော့နော်အောက်သားနှုတ်ခိုင်းလိုက်โอเคရောအောက်သားနှုတ်ပေါ့ကဲဒါလေးကဘေးပုတ်တော့ကြည့်အောင်ဇာတ်ကိုကြည့်ရင်လို့ဇာတ်ကိုသိရင်လို့ကျွန်တော်ဆွတ်ဖြတ်လိုက်ပြီမထိသွားတယ်ကျွန်တော်ကတော့ပြီးစီချမှာဒါနောက်တစ်ပြန်မသွားတော့ဘူးပြီးစီချမှာဒီနေ့နောက်ယူလိုက်မလွှင့်ရပါစေနဲ့ဒီကောင်အပြီးစော်မှာနော်ကဲဒီဘက်ကအသားဒီဘက်ကမရှင်းဆိုတော့နော်ဒါမရှင်းဆိုတော့မရှင်းနေမှာမယ်နော်ကဲအစင်မောဖျားတာနော်ကဲဒါမိုးလေးတည်ရဖို့များပါတယ်နော်စင်မောဖျားတာဒါမျိုးကြောက်မျိုးဖျားတာတော့ရတာရှိတာမရှိဘူးစင်မောဖျားနေတာနော်ကဲနည်းနည်းလေးမိုးကနည်းနည်းလေးမှောင်းလာတော့နော်ကြီးလို့တော့တိတ်မကောင်းတော့ဒါဖြတ်ဒါမိုးလေးတည်မှာကျွန်တော်ပြီးနော်ကြည့်မယ်ကဲဒါလေးဖြတ်မယ်ဗျာဟိုကနေခိုင်းလာပြီနောက်ကျွန်တော်လို့ရှင်းတာအေးဆေးပါဒီလေးတန်းစင်မင်းမင်္ဂလာပါဒီတန်းစင်မင်းမင်္ဂလာပါတော့ကောင်းနေပြီသူကကျိုးကတစောင်းပတ်ဆိုတာဒီအပေါ်ကလည်းရှန်ကျိုးဖြစ်ဖို့များနော်ရှန်နာအပေါ်မှာအထက်လည်းခံသွားတာဟုတ်ဒါတော့ကွက်တီပါဒါကြံသေးလားမသိနော်အရေးတောင်ကြံငယ်သေးလားမသိငါမကြံတော့ပါဘူးဒီဘက်ကကွက်တီပါနော်ကဲဒါဝိတ်လျှော့တာပါကြည့်အောင်မြဝိတ်လျှော့တာပါကဲအောက်ကအသားကိုနှုတ်ပြတာကျွန်တော်နည်းနည်းကြည့်ကြလို့ကောင်းပါအောင်လို့နော်ဒီမှာအောက်ကအသားနှုတ်တာလာတော့ကမ်းမင်းနဲ့တော့ပတ်စံနေတားရကုန်မယ်လာတော့ကမ်းမင်းနဲ့ပတ်စံနေတားရကုန်လိမ့်မယ်ဟာဘာကြီးတော့ဒါဘာကြီးတော့ဒါအောက်ကမန်းလာထိပြီနဲ့တူတယ်ဖေဟာအဟုတ်လာထိတာအောက်ကမန်းလာထိနေတယ်ဟာဒီမှာလေးကွေ့သွားတယ်ဆိုတာလေကွေ့သွားတယ်ဆိုတဲ့ဟာလေဒီမှာလေးကျွန်တော်လမ်းပြောတယ်ကွေ့သွားတာအောက်ကနေလာကွေ့တယ်ဆိုတဲ့ဟာဒီမှာလေးခုနဒီနားလေးကဇို့လေဒီမှာတော်သေးတော့ဖေဟာသိမထိတော့လို့ဖေဟာဒီမှာဒီမှာလေးဒီမန်းကြီးအောက်ကိုလာပြီးတော့ကွေ့တာလေဒီလိုနေကွေ့တာဒါမျိုး
ကျိုးကတစ်စောင်းတော့ပတ်လိုက်သေးဟာတေချာသွားပြီလေလုံးဝတစ်စောင်းကြီးပတ်သွားတာတေချာသွားပါပြီဒီမှာနော်ဒီမှာအနာကဘယ်ကိုသွားတာလဲဘယ်ကိုသွားတာလဲကျွန်တော်တော့အဲ main နန်းလေးနင်းဖို့ပဲချောင်းအောင်တာကျွန်တော်တော့ဒီမှာ main နန်းဒီမှာ main နန်းဒီမှာ main နန်းဗျာဟောဒါပက်ချင်နေရတလားဒီကောင်ပက်ချင်တယ်တလားဒီမှာလေဒီနာနော်လာပြီအဲ့ဒါဆိုနေပြီဒီ main နန်းဒီမှာကျွန်တော်မျက်စိမှာဒီမှာ main နန်းပက်ချင်တာတွေ့လားကဲနေပြီအဲ့လိုတော့ဘယ်လက်လွတ်ပေးမအောင်နော်ဘယ်လွတ်ပေးမအောင်နော်ကျမတို့ကြည့်နေမလားကြည့်ရမှာကြည့်ရမှာဖြတ်မှာဒီနာနော်ကဲလာပြီကျွန်တော်ကြည့်မှာနော်ကျွန်တော်နည်းနည်းတားလိုက်ဒီနားရ main ဆိုတော့အကြီးထဲမှာခဲရမထင်သေးဘူးအကြီးထဲမှာခဲရငါထင်ပါပြီကဲကျွန်တော်မေးဆိုတယ်ဒီမှာမိမသူ့ထက်မိန်းတာတော့မရှိဘူးเนาะအဲ့မိန်းနန်းကြီးနင်းပြီကျွန်တော်เนาะသူ့net ပေါက်တွေဘယ်လိုဝင်မလဲဘယ်လိုသွားမလဲဒီမှာအနာဟုတ်ပြီကွတ်တီပါပဲဒီဘက်ကိုတော့မသွားမထင်တာဒီမှာနာတစ်ချက်ရှိရเนาะလိုသွားမထင်တာလိုသွားမထင်ပါတယ်ကဲကြပါတယ်ဒီကတော့ဒီနာနှစ်ချက်ပါပဲเนาะဒီနှစ်ချက်မင်းရပါပြီเนาะကဲတက်လိုက်ပြီဆိုတော့ကြည့်အောင်ဗျာပြီးတဲ့စီကြည့်မယ်โอเคဒီမှာကြည့်အောင်ကဲဟာဒီမှာ net box တွေနဲ့ဒီမှာကဲကြောက်ရဲ့ net box လေးတွေ့ပြီအဲ့တော့ဒီမှာနည်းနည်းလေးပဲကြံတော့တယ်သူကဒီမှာနော်ဒီမှာဟွာလေးဒီမှာအသားလေးတွေ့လာပြီနည်းနည်းလေးကြံနေတာကဲကြောက်ကတော့ဖန်လို့ဖြစ်နေတာနော်ဖန်လို့ဖြစ်နေတဲ့ကြောက်ရည်ပါနော်ကဲဘာမှပြောကြမလို့တော့ဘူးမှန်လေးဆောပြအောင်မယ်နော်မိန်းနန်းနေပြီအဲ့နန်းနေပြီရရမလားမသိနော်တားအောင်ရင်တော့ရလိုက်မယ်နော်အေးစီဖျက်ရတော့မှာလေကြောက်ကနည်းနည်းလေးလှတားကြီးလှသွားရင်တော့ပြင်းချင်းဖျက်ရတော့ကဲဖြတ်တော့အောက်8ရောက်နေပြီနော်ဖြတ်ထားရတော့8ရောက်နေပြီဒါကဇိမ်းဝါရွှင်ပါနော်ဇိမ်းအဝါလေနော်အဲ့တော့ဇိမ်းဝါရွှင်ဖြစ်နေပြီနော်ကဲကြည့်ပြီဗျာမိုးချုပ်လာပြီနော်ကျွန်တော်တော်တော်လေးအာယုံဝင်နေလို့ဒီကြောက်ကိုနော်အာယုံဝင်နေလို့ကဲဒီမှာnet box ရေဒီမှာအကုန်လုံးနန်းကွက်တီပဲတိကျရနော်ကဲမပြတော့ဘူးဗျာတော်ပြီနော်ပြမနေတော့နော်ဒါ happy ထားလိုက်တော့မလေးနော်နောက်ရမှဆက်ပြီးတော့ကျွန်တော်ကြည့်ရအောင်နော်ကဲပါတကယ် main ကနေကြည့်မှလားဒီဘက်ကကြည့်မှာဒီဘက်ကပဲကြည့်တော့မယ်ဗျာနော်ဒီဘက်ကပဲကြည့်တော့ main ကနေမကြည့်တော့သူကဒီကနေတောင်ဟုတ်တက်တာဟုတ်နော်ကဲဒီဘက်ကနေကြည့်မယ်ဗျာကဲဟာဘာမြင်ရသေးဘူးနော်မြင်ရကြပြီလားကျွန်တော်လည်းမျက်စိတွေမုန်းကုန်ပြီဒီမှာတော့ဟာကြည့်အောင်net box ကအောက်မှာဗျကဲပါကြားပါတယ်ကြည့်ပြီဒီကနေတကယ် main ကိုကြည့်တော့မယ်ကြားပါတယ်နော်ကဲကြည့်ပြီဗျာဟာပြပါဦးဗျာမပြတော့ဘူးဗျာကဲဘာပြောချင်တော့ကွာနိုင်လူမပြတော့ဘူးရက်ဆက်လိုက်လားမောင်နိုင်လူရမင်းနော်ငါ့ကောင်အတိတ်ကံကြီးကောင်းတာလားကြောက်ပညာပဲတော်လားမပြောတတ်တော့ဘူးနော်โอเคအဲ့တော့ကျွန်တော်မိတ်ဆွေတွေနောက်မှပြန်တွေ့ကြအောင်နော်ပြအောင်မလားကဲပါဗျာပြလိုက်ပါမယ်နော်မကောင်းပါဘူးနော်ဟာနိုင်လူရေမင်းရောင်းတဲ့လူတော့နောက်ဆုံးအခါတရပြစ်လိုက်တော့လို့ပြောလိုက်ကွာမင်းကြောင်ရောင်းတဲ့လူနိုင်လူရေအခါတရပြစ်ခိုင်းလိုက်တော့ကွာအခါတရနော်ဒီဘက်ကအဲ့လိုကြည့်တော့မဟုတ်ဘူးဟိုဘက်ကပိုမိုက်တာနော်ကဲကျွန်တော်မိတ်ဆွေတွေကဲပြပေးလိုက်ပါပြီနော်
ကြောက်ကြီးကကောင်းလိုက်ပါတယ်ဗျာနော်ဒီမှာနက်ပေါက်တွေနဲ့ချွင်တောက်နေရနဲ့ရာကြောက်တွေကထွက်ဦးမှာဒီမှာနိုင်လို့ရာကြောက်ထွက်မှာဒီမှာနော်ဒီမှာနော်ကဲငန်းကြီးကျမ်းမာပါသေးချမ်းသာပါလေဆိုတာရောင်းပေးတဲ့လူကိုဆူတောင်းပေးလိုက်ကွာကဲအားလုံးကျမ်းမာပါသေးဗျာနော်အားပေးတဲ့အတွက်အားလုံးကဲနောက်ရမှာကျွန်တော်တကယ်လို့တစ္ဆာဖြတ်ရင်ဆက်ပြီးတော့ကျွန်တော်ဆက်ပြီးတော့ run ပါပဲနော်โอเคပါအားလုံးဘိုင်ပါ